လေသမားတဦးကစုပ်ပြဲနေတဲ့အင်ဂျီအဟောင်းတစ်ထည်ကိုကောက်ယူပြီးစာချောက်ရုပ်ပေါ်မှာဝတ်ပေးလိုက်ပါတယ်။အစပိုင်းမှာတော့အင်ဂျီကတတ်မဲ့အတိုင်းတွယ်လောင်းကျနေတာပါ။အဲ့ဒီအချိန်မှာခွေးယူးတစ်ကောင်ဖြတ်သွားရင်လေတိုက်လိုက်တာကြောင့်အင်ဂျီအနားလေးကအနှဲငယ်လှုပ်ခါသွားပါတယ်။ခွေးရဲ့အမြင်မှာတော့ဒါဟာသူ့ကိုရန်ဆလိုက်တာပေါ်တင်စင်ခေါ်လိုက်တာလို့ထင်သွားပါတယ်။သူဟာချက်ချင်းပဲဒေါသချောင်းချောင်းထွက်သွားပြီးဟင်းဟောက်ကအင်ဂျီလက်စကက်ကိုအားကုန်ခုံပေါက်ကိုက်ခဲပါတော့တယ်။ထူးဆန်းတဲ့အချက်ကသူကအင်ဂျီကိုအားနဲ့ဆွဲလီလီအင်ဂျီကပျောက်ပြောင်းလေလေပါပဲသူအားထက်ကြိုက်လေလေဘာကိုမှကြိုက်မမိတယ်လို့ခံစားရလေလေဖြစ်ပြီးအဲ့ဒီလိုအချီးနှီးဖြစ်နေတဲ့ခံစားချက်ကသူ့ကိုပိုပြီးဒေါသထွက်စေပါတယ်တနေကုန်အောင်ခွေးယူဟာယွန်းထဲမှာရုံးကန်ဟင်းဟောင်ရင်နောက်ဆုံးမောပါနွမ်းနေပြီးအမြုပ်တစီစီနဲ့လဲကျသွားပါတော့တယ်ဒါပေမဲ့အင်ဂျီကတော့အထက်မှာအေးအေးလူလူလွင်မျောနေတော့မှပဲတွန်းကျသွားတာမျိုးတော့မရှိပါဘူးခွေးကိုပျက်စီးစေခဲ့တာကအဆုတ်ပြဲနေတဲ့အင်ဂျီမဟုတ်ပါဘူးသူ့ရဲ့အတော်မတတ်တဲ့စိတ်အာရုံတွေပဲဖြစ်ပါတယ်ဒီခွေးကိုကြည့်ပြီးတင်နဲ့ရမ်းနှီးနေတဲ့အရေးတစ်ခုခုကိုမြင်နေပါသလားလောကမှာကိုကနော့ပြောင်လိုက်တဲ့စကားတစ်ခုကိုတော့သူ့ကိုစော်ကားလေလို့ထင်တတ်တဲ့သူမျိုးတွေအမြဲရှိပါတယ်အမြဲတမ်းပြန်လဲချေဘလို့တဲ့ဇယိုက်ရှိသူတွေရဲ့မျက်လုံးထဲမှာသူတစ်ပိုင်းရဲ့လှောက်ရှားမှုတိုင်းဟာသူတို့ရဲ့ဂုဏ်သိက္ခာကိုစိန်ခေါ်နေတယ်လို့ပါပဲသူတို့ဟာကိုရန်ဖန်တီးထားတဲ့စစ်တလင်းထဲမှာနေထိုင်ရင်တကဘာလုံးကိုရန်သူလို့သတ်မှတ်ထားကြတာပါဒီလိုလူမျိုးနဲ့တွေ့တဲ့အခါတင်ကမာကြောတဲ့အယိုးတစ်ခုလိုမထည့်ပါစီနဲ့အထဲမှာဘာမှမရှိတဲ့အင်ဂျီတစ်ထည်လိုပဲနူးညံ့ပျော့ပြောင်းပြီးအထက်မှာပဲရှိနေလိုက်ပါသူတို့ကြိုက်ချင်တဲ့လောက်ကြိုက်ပါစေဆွဲချင်တဲ့လောက်ဆွဲပါစေလေထဲမှာပဲတိုက်ခိုက်နေပါစီလူကြီးတွေရဲ့ကဘာမှာတော့ပြန်မရှင်းပြခြင်းဟာအပြင်းထန်ဆုံးတုံ့ပြန်မှုပါပဲအရွေးမပါတဲ့လေပြေတွေကြောင့်တင့်ရဲ့ဘဝစည်းချက်ကိုမပြတ်စည်းပါစေနဲ့သူတို့ကိုအဲ့ဒီအင်ဂျီအဟောင်းပေါ်မှာပဲအနိုင်ရခွင့်ပေးလိုက်ပါတင်ကတော့ရှေ့ကိုပဲဆက်လျှောက်ပါရှေ့မှာตาရတဲ့အလှတရားတွေရှိနေပါတယ်စိတ်ပညာဘ ഹു တုကြတွေအတွက် follow လုပ်ထားနော်